အားလုံးပဲမင်္ဂလာပါ Polyfy YouTube Channel မှာကြိုဆိုပါရစေ။ယနေ့တင်ပြပေးခြင်းသောသတင်းအတူချုပ်များမှာငလျင်တန်ကြောင့်စာမေးပွဲအဖြေလွှာများပျက်စီးခဲ့သဖြင့်စကိုင်းမန္တလေးကချင်နှင့်နေပြည်တော်တို့တွင်စာမေးပွဲပြန်ဖြေဆိုရမည်ဟုသိရသည်။ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာဟာနိုင်ငံရေးလုပ်နေတာမဟုတ်ဘဲနိုင်ငံအရေးကိုဆောင်ရွက်နေတာဖြစ်တယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရှမ်းပြည်နယ်ခရီးစဉ်တွင်ပြောကြားခဲ့သည်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောငလျင်ကြောင့်ပြန်လည်ထူထောင်ရေးအတွက်ဘီလက်မြေများလိုအပ်နေပြီးဘီလက်မြေဈေးမြင့်တက်လျက်ရှိသည်ငလျင်ကယ်ဆယ်ရေးတွေလုပ်နေရသောကြောင့်ရန်ကုန်တွင်တကြံမကျင်းပနိုင်တော့လဲနေပြည်တော်တွင်လမ်းလျှောက်တကြံကျင်းပမည်ဖြစ်သည်အီရန်အနုမြူစီမံကိန်းအတွက်အမေရိကန်နှင့်အိုမန်နိုင်ငံတွင်ဆွေးနွေးနေကြပြီဖြစ်သည်အမေရိကန်အထူးကိုယ်စားလှယ်နှင့်ပူတင်စိန့်ပီတာစဘတ်မှတွေ့ဆုံခဲ့သည်တရုတ်ဟာအမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲမြင့်တင်ခဲ့ပြီးနောက်သူတို့ရဲ့ပို့ကုန်တွေကိုအမေရိကန်တို့မပို့ရင်တခြားအစားထိုးပို့လို့ရမည့်နိုင်ငံများကိုရှာရန်နှင့်စီးရုံးရရန်သမ္မတရှီကျင့်ဖျင်ဟာမလေးဗီယက်နမ်ကမ္ဘောဒီးယားနိုင်ငံများကိုအလဲပတ်သွားမည်ဟုသိရှိရသည်အမေရိကန်ကတရုတ်ကုန်စည်အပေါ်စီးကျက်ခွန်145ရာခိုင်နှုန်းကောက်ခံမှုထိတိုးမြင့်လိုက်ပြီးတရုတ်ကလည်းအမေရိကန်ကုန်စည်အပေါ်ယခင်84ရာခိုင်နှုန်းစီးကျက်ရမှ125ရာခိုင်နှုန်းထိတိုးမြင့်လိုက်ပြီးရင်းကောက်ခံမှုကိုဧပြီ12ရက်နေ့တွင်ကောက်ခံမည်ဟုအတည်ပြုပြောကြားလိုက်သည်ဒါကတော့ယနေ့ရရှိထားတဲ့သတင်းများဖြစ်ပြီးနားဆင်ပေးခဲ့ကြသောတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါသည် channel လေးကိုလည်း like နဲ့ subscribe လေးပြုလုပ်ပြီးသတင်းအသစ်တက်တိုင်းမှာသိနိုင်ဖို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့လို့ရပါတယ်ခင်ဗျ